ဆရာကဘသူစဖို့မှုဖြစ်ချင်တယ်လဲလို့မေးတဲ့အခါဆောင်ဆန်းတယောက်ပဲလက်ညှိုးထောင်ခဲ့ပါတယ်အတန်းထဲမှာဟင်းချက်တင်ဖို့ရွေးချယ်တဲ့တူးတဲ့သောယောက်ျားလေးဖြစ်နေတာကြောင့်တခြားမိန်းကလေးတွေကသူ့ကိုလောင်ပြောင်ကြပြီးစက်ကူလုံးတွေနဲ့တောင်ပြစ်ပေါက်ခဲ့ကြပါတယ်တကယ်တော့သူဟာဟင်းချက်တာမှာပါရမီပါယုံတင်မကပဲသူလုပ်တဲ့အချို့ပွဲတွေကိုလူတိုင်းကနှစ်သက်ကြပါတယ်ဒါတွေအားလုံးဟာသူ့အမေမှာပြင်းထန်တဲ့ပန်းနာရင်ကြက်ယောဂရှိနေတာကနေစတင်ခဲ့တာပါဒါကြောင့်လွန်ခဲ့တဲ့8နှစ်လုံးသူဟာနေတိုင်းပေါင်မှုဖုတ်တာဒါမှမဟုတ်စီတုဖူးတွေကိုချက်ပြုတ်တာတွေလုပ်ခဲ့ရပါတယ်သူ့အမေကလည်းတစ်ခါတလေဟင်းချက်ကြည့်ချင်ပေမဲ့သူမရဲ့ဟင်းချက်စွမ်းရည်ကတကယ်ကိုဆိုးရွားလွန်းလာပါတယ်ဟင်းချက်နီးစာအုပ်တွေရှိနေရင်တော့အမြဲတမ်းအမှားယွင်းဖြစ်တတ်ပါတယ်နောက်ဆုံးမှာတော့သူမဖုတ်တဲ့ကိန်းမုံဟာပျက်စီးသွားခဲ့ပြီးသူတို့ရဲ့နေ့လည်စာဟာပေါင်မုတ်ကင်ပဲပြန်ဖြစ်သွားခဲ့ပါတယ်ဒါကြောင့်ဆောင်းဟာအရသာရှိတဲ့အစားအစာတွေကိုအရန်တောင်းတခဲ့ပါတယ်သူဟာညတိုင်းဟင်းချက်နီးတွေကိုလေ့လာရင်းအချိန်ကုန်ဆုံးလေးရှိပါတယ်တနေ့မှာတော့အိမ်နီးနားချင်းကသူ့ကိုမုံလာဦးနီလေးတစ်ခုမြည်ခိုင်းပါတယ်အဲ့ဒီရဲ့ကြွရတဲ့အရသာကဆောင်းကိုအံ့အားသင့်သွားစေပါတယ်သူဟာမအောက်နိုင်တော့ပဲကိုယ်တိုင်ချက်ပြုတ်ဖို့ဆုံးဖြတ်လိုက်ပါတယ်သူချက်လိုက်တဲ့ဟင်းပွဲဟာကြည်ကောင်းရုံနဲ့မကပဲအရသာလည်းအရန်ရှိတာကြောင့်အဖေဖြစ်သူတောင်ပိုစားခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲအမေဖြစ်သူရဲ့ပန်းနာရင်ကြက်ယောဂရုတ်တရက်ထဖောက်လာပါတယ်ဆောင်းကဆေးကိုအမြန်ယူလာပေးခဲ့လို့အသက်အန္တရာယ်မစိုးရိမ်ရပေမဲ့အဲ့ဒီနေ့ကစပြီးအမေရဲ့ကျန်းမာရေးဟာပိုပြီးဆိုးရွားလာပါတော့တယ်သူမဟာနေ့တိုင်းအိပ်ရာထဲမှာပဲလဲနေခဲ့ရပါတယ်ဒါပေမဲ့ခရစ်စမတ်အကြိုညမှာတော့အမေဖြစ်သူဟာအာတင်ပြီးထလာကဆောင်းတဲ့အတူအသားပတ်မုံ empanadas လုပ်ခဲ့ပါတယ်မုံသားတွေကိုနယ်ပြီးတဲ့နောက်မှာတော့အသားစာတုပ်ဖို့ပဲကြံပါတော့တယ်ဒါပေမဲ့အရေးကြီးတဲ့အချိန်မှာအသားစာတုပ်ကိုဘလို့မှရှာမတွေ့ခဲ့ပါဘူးအမေကနောက်နေ့မှဝယ်စားမယ်လို့ပြောပေမဲ့ဆောင်းကတော့အမေဖြစ်သူတေတော့မဲ့အခြေအနေကိုရိပ်မိနေတာကြောင့်အတူတူစောင့်ကျင်နေခဲ့ပါတယ်နောက်ဆုံးမှာတော့သူတို့ဟာအသားပတ်မုံကိုမစားလိုက်ရပါဘူးအဲ့ဒီညမှာပဲအဖေဖြစ်သူဟာအပါတရငိုကြွေးခဲ့ရပြီးအမေဟာထာဝရခွဲခွာသွားခဲ့ပါပြီတခါတလေမှနှုတ်ဆက်ခြင်းဆိုတာအရန်ကိုမထင်မှတ်ဖဲရောက်လာတတ်တာမျိုးပါအဲ့ဒီနောက်ပိုင်းမှာအဖေဖြစ်သူကဟင်းချက်ဖို့တာဝန်ယူပေမဲ့သူ့လက်ရကလည်းအမေလိုပဲဆိုးရွားလွန်းပါတယ်တာဖြစ်သူရဲ့ကျမ်းမာရေးအတွက်အဖေကအထိန်တော်တယောက်ကိုငှားလိုက်ပါတယ်ဆောင်းကတော့သူမကိုမကြိုက်ပါဘူးဘာလို့လဲဆိုတော့သူမဟာရိုင်းဆိုင်တယ်လို့အဖေဖြစ်သူရဲ့အာယုံဆိုင်မှုကိုရအောင်အမြဲစူးစမ်းနေလို့ပါအချိန်ကြာလာတာနဲ့အမျှအဖေနဲ့အထိန်တော်ဟာပိုပြီးနီးစပ်လာကြပါတယ်ဆောင်းဟာဘာမှမတတ်နိုင်ပဲအမေရဲ့ဝတ်စုံကိုဖတ်ပြီးအခန်းထဲမှာအမေရှိနေတယ်လို့မျိုးကောက်ခုံရင်းပဲဖြည့်သိမ့်နေခဲ့ပါတယ်မကြခင်မှာပဲသူတို့အိမ်ပြောင်းခဲ့ကြပြီးအထိန်တော်ဟာသူ့ရဲ့မိထွေးတရားဝင်ဖြစ်လာပါတော့တယ်ဆောင်းဝင်ခံလိုက်ရတာတခုကတော့သူ့အမေရဲ့နူးညံ့တိမ်မွေးမှုနဲ့ရှင်ရင်မိထွေးဖြစ်သူဟာအတူနေထိုင်ဖို့ပိုပြီးတင့်တော်တာပါပဲသူမဟာအိမ်ကိုတန့်ရှင်းအောင်ထားယုံတင်မကပဲအဖေနဲ့သားအတွက်အရသာရှိတဲ့အစားအစာမျိုးစုံကိုချက်ပြုတ်ပေးပါတယ်တနေ့မှာတော့ဆောင်းဟာကျောင်းမှာလုပ်ခဲ့တဲ့ကူကီးတွေကိုပြင်ဆင်လိုက်ပါတယ်အဖေဖြစ်သူကမြည်ကြည့်ပြီးအရန်အံ့ဩသွားကတားဖြစ်သူရဲ့ဟင်းချက်လက်ရာကိုချီးကျူးလိုက်ပါတယ်ဒါဟာမိထွေးဖြစ်သူအတွက်ချင်းချောက်မှုတစ်ခုလိုဖြစ်သွားပါတော့တယ်အခုတော့သူတို့နှစ်ဦးကြားကစစ်ပွဲဟာတရားဝင်စတင်လိုက်ပါပြီဘယ်သူနိုင်မယ်လို့တင်ထင်တယ်လဲတစ်အမြင်ကိုမှတ်ချက်မှာရေးပေးခဲ့ပါဦး